လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဗုဒ္ဓမြတ်စွာဘုရားမပွင့်မီကာလရှေးဟောင်းအိန္ဒိယရဲ့မြောက်ပိုင်းဒေသမှာဝိဒေဟလို့ခေါ်တဲ့အလွန်စီကားတဲ့တိုင်းပြည်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတိုင်းပြည်ရဲ့မြို့တော်ကတော့မိထီလာပြည်ကြီးပါပဲ။မိထီလာဆိုတာဂင်္ဂါမြစ်ရဲ့မြောက်ဘက်မှာတည်ရှိပြီးကူးတန်းရောင်းဝယ်ရေးနဲ့ပညာဗဟုသုတတွေစုဝေးရာဗဟိုချက်မကြီးပေါ့။မြို့တော်ကြီးကိုကျိုးနက်ကြီးတွေမြင့်မားတဲ့မြို့ရိုးကြီးတွေနဲ့ဝန်းရံထားပြီးမြို့တကားဝတွေမှာတော့စင်တွေမင်းတွေနဲ့စစ်တီတော်တွေကခန့်ညားစွာစောင့်ကြပ်နေကြပါတယ်။အဲ့ဒီအချိန်မှာမိထီလာပြည်ကြီးကိုအုပ်စိုးတဲ့မင်းကတော့ဝိတီဟာရတ်မင်းကြီးပဲဖြစ်ပါတယ်။မင်းကြီးဟာအစဉ်အဆက်နန်းတက်ခဲ့တဲ့မင်းမျိုးမင်းနွယ်တွေကဆင်းသက်လာသူဖြစ်ပြီးတရားသဖြင့်အုပ်စိုးတဲ့မင်းတစ်ပါးပါ။သူဟာတိုင်းသူပြည်သားတွေကိုသားသမီးလိုချစ်ခင်တယ်လို့ပညာရှိတွေကိုလည်းအလွန်အမင်းတန်ဖိုးထားတဲ့ဘုရင်တစ်ပါးပေါ့။မင်းကြီးမှာတေနကအစရှိတဲ့ပညာရှိအမတ်ကြီး၄ပါးရှိပြီးသူတို့ရဲ့အကြံဉာဏ်နဲ့တိုင်းပြည်ကိုအေးချမ်းအောင်တည်ဆောက်ထားပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့စီမံမှုအရာမင်းကြီးရဲ့ဘဝမှာရောတိုင်းပြည်ရဲ့တမိုင်းမှာပါမကြုံစဖူးထိုးခဲ့တဲ့ပြောင်းလဲမှုကြီးတစ်ခုကတော့မကြာခင်မှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။တညသောတန်းငုံရင်အချိန်မိတီလာနန်းတော်ကြီးဟာအိမ်မောကြလို့နေပါတယ်။နန်းရင်ပြင်မှာတော့လေပြင်းကြီးကခတ်အီးအီးတိုက်ခတ်နေပြီးကောင်းကင်ရက်မှာတော့ကြေရာရာတွေကထူးဆန်းစွာတောက်ပနေကြပါတယ်။ဝီဒီဟရက်မင်းကြီးဟာသူ့ရဲ့တုဓမ္မနန်းဆောင်မှာအိပ်ဆက်အနားယူနေပါတယ်။အဲ့ဒီညကထူးခြားတာကတော့တော်ရိုင်းတရိတ်ဆန်တွေတောင်အတန်မထွက်ပဲကဘာကြီးတစ်ခုလုံးဟာအပြောင်းလဲတစ်ခုကိုစောင့်ကြိုနေတယ်လို့တိတ်ဆိတ်နေတာပါပဲ။အဲ့ဒီအချိန်မှာပဲမင်းကြီးရဲ့စိတ်အာရုံထဲမှာထူးဆန်းတဲ့နှိမ့်မိတ်တစ်ခုဟာစတင်ဝင်ရောက်လာပါတော့တယ်။မင်းကြီးရဲ့အိမ်မက်ထဲမှာလောကကြီးတစ်ခုလုံးဟာမှောင်မင်းနေပါတယ်။ရုတ်တရက်မင်းကြီးရဲ့ရှေ့မှောက်မှာအရက်လေးမျက်နှာကနေအင်းယာမမီးပုံကြီးလေးပုံဟာဟုံဟုံတောက်လောက်လာခဲ့ပါတယ်။အဲ့ဒီမီးပုံတွေဟာတခိကိုအားကောင်းလွန်လာပြီးကောင်းကင်အထိရောက်မတက်တောက်လောက်နေတာပါ။မင်းကြီးကအဲ့ဒီမီးပုံလေးကိုကြည့်ပြီးကြောက်လန့်နေတော့မှာပဲ။အံ့ဩစရာတစ်ခုဖြစ်လာပါတယ်။အဲ့ဒီမီးပုံကြီးလေးပုံရဲ့အလေပဟိုကနေစိန်ပွင့်ကလေးတစ်ခုလောက်ပဲရှိတယ်။အလင်းဆက်ကလေးတစ်ခုဟာစတင်ပုံထွက်လာပါတယ်။အဲ့ဒီအလင်းဟာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးဝင်းပကြီးလေးနဲ့အလင်းတန်းတွေဟာဘီးကမီးပုံကြီးတွေကိုမီးမောက်သွားစေခဲ့ပါတယ်။အဲ့ဒီအလင်းဟာလောကကြီးတစ်ခုလုံးကိုအေးမြသွားစေပြီးမင်းကြီးရဲ့နှလုံးသားကိုလည်းထူးဆန်းစွာကြည်နူးသွားစေခဲ့ပါတယ်။မင်းကြီးကအဲ့ဒီအလင်းတန်းကြီးရဲ့အရှိန်ကြောင့်အသက်ရှူမာပြီးရုတ်တရက်လန့်နိုးလာခဲ့ပါတယ်။သူဟာကတိပေါ်မှာထိုင်ရင်ဒါပါအိမ်မက်လေးပါနေမိတ်လေးလို့စိတ်ထဲကနေတဖွာဖွာရီရွတ်နေပါတယ်။မင်းကြီးရဲ့ရင်ပတ်ထဲမှာတော့နှလုံးခုန်တန်းတွေကမြင်ဆန်နေတော့ပါပဲ။အဲ့ဒီအချိန်မှာပဲမိတီလာပြည်ရဲ့အရှိတ်ကောင်းကင်မှာအာယုံတက်လာပြီးနေမင်းကြီးကထွက်ပေါ်လာပါတယ်။ဒါပေမဲ့ဒီနေ့ရဲ့နေမင်းကြီးဟာအရင်နေ့တုန်းကမတူတော့ပါဘူး။ဒါကပါကြီးကိုပညာနဲ့အုပ်စုနဲ့မဟာပညာရှိလောင်းလျာမဟုတ်တာပေါ်ထွန်းလာတော့အာယုံဝေဖြစ်ပါတော့တယ်